အားလုံးမင်္ဂလာပါရှင်အားလုံးပါနော်ကျွန်မကြပါစီချမ်းသာကြပါစေမြတ်တာပို့တဲ့မြတ်တော်ပါတဲ့ကုသိုလ်အများများပါကျွန်မအကြမ်းမြင်ဆရာမပါမတင်စာခံမဘာဝခံဖြစ်ပါတယ်ခုကျွန်မတက်စင်တာခုဟာတွင်းရောက်တော့မှာပေါ့နော်ဒုတိယဝါဆိုလာပြည့်နေ့ဆို29ရက်နေ့ဝါဝင်တော့မယ်ဝါဝင်လို့ရှိရင်ကျွန်မကုသိုလ်တရားတွေခုအထိတ်ထန်ရှိရယ်ကိုနိုဝင်ပတိဆို3လပတိစိတ်ကြမှာပေါ့နော်ခုနှစ်သားလေးများပြပါအားလုံးပြောချင်တာကကျွန်မနဲ့စိတ်တကူတူတွေလည်းရှိမယ်ကုသိုလ်လုပ်ချင်တဲ့လူလည်းရှိမယ်ပါဝင်စနေကြပါစို့လို့ပေါ့နော်အခုနံပါတ်1ဒီဝါဆိုသင်္ကန်းကကြမယ်တနေ့မှာဝါဆိုသင်္ကန်းကထိန်သင်္ကန်းရှိတယ်ဘုရားသင်္ကန်းရွှေသင်္ကန်းကြာသင်္ကန်းကလူတို့ရပါရှင်အနေလည်းကောင်းတယ်အသေးလည်းကောင်းမယ်တချို့မိနေမှာဆိုလို့ဝါဆိုသင်္ကန်းကဖို့မိတဲ့လူတွေအများကြီးပဲကထိန်သင်္ကန်းကဖို့လူတွေအများကြီးပဲတနေ့ဆိုတာနှမျောစရာကြီးကလူကြပါလို့တိတ်တွလို့ဆိုရပါရှင်ဒီသင်္ကန်းလူပြီးတော့ဘလူကျွတ်သွားလဲဆိုတဲ့အတီးကကျမရဲ့အချားမြန်မာပေါ့နော်ဒီစိတ်အာရုံအချားမြန်မာဒုတိယကျွတ်လို့ချင်းတဲ့သင်္ကန်းလူပြီးကျွတ်သွားတဲ့လူတွေအများကြီးပဲမသိခင်မိကိုလူမဲ့မသိခင်ပြီးတော့တည်ပြီးတဲ့လူနဲ့မသိခင်လူကထပ်တူထပ်မဲ့ဖြစ်ပါစေပေါ့ကိုလည်းကုသိုလ်အများဝီထားရမယ်ကိုဝေပြီးရင်တစ်နှစ်ပေါ့နောက်ပိုင်းဆိုရင်မဝေနိုင်မကြားဘူးလေကြောင်းလို့ဖို့ကလည်းမေတ္တာတို့ရှုပြီးမှဝိညာဉ်ခေါ်ပြီးမှကုသိုလ်များဝေရပါတယ်မေတ္တာတို့ရွတ်ရင်ဝိညာဉ်ဟိုတည်းအကုန်လုံးကြားတယ်မေတ္တာတော့မပန်မရမေတ္တာလည်းပို့ရတယ်မေတ္တာပို့မှကြားကြတာအားလုံးတတော်ကြီးကျမ်းမာကြပါစေချမ်းသာကြပါစေ30ဝန်သားဝိနည်းသူပြတော်ခရခုနှစ်တိုင်းကြီးကျမ်းမာကြပါစေချမ်းသာကြပါစေအနန္တစကြာနန္တတတော်တို့ပေးရခတဲ့ညာဆင်းရခတဲ့ညာအားလုံးကုသိုလ်များအားလုံးကုသိုလ်များပေါ့နော်အထက်နဲ့အောက်နဲ့အထဝိဇ္ဇာအဝိဇ္ဇာအားလုံးကျမ်းမာကြပါစေကုသိုလ်များများကုသိုလ်များများပေါ့စိတ်ဝိညာဉ်လူဝိညာဉ်များဝိညာဉ်လောကတောင်ဗရလောကတောင်မြတ်ကြောင့်ကုသိုလ်များဒီကုသိုလ်ကဘာနဲ့မှမလဲနိုင်ဘူးသူတို့ကျွတ်သွားရင်ကုသိုလ်ထူတွေရပါရဲ့ရှင်တချို့ကတိကြတယ်တချို့မတိကြအောင်အခုဘာလဲမတိသူကြော်သွားတိသူဖော်စားတဲ့မတိချင်မကြားချင်တော့ကျမရဲ့အကောင်ကိုကြော်သွားလို့ရအောင်တိချင်တဲ့လူကလည်းတိချင်ကြပါရဲ့ဒီရဲ့လူဆိုတာလူဖြစ်လာပြီဆိုအကျိုးရှိပေါ့နော်အနေမြတ်မှအတိမြတ်မှပေါ့အဓိကဒါနကုသိုလ်သီလကုသိုလ်ဘဝနာကုသိုလ်ထိရောက်စွာလုပ်မယ်ဆိုရင်ထိရောက်စွာအကျိုးပေးပါတယ်တရားတရားထက်သန်ဖို့ပဲလိုတယ်ညောင်စီလောက်လူလဲညောင်ပင်လောက်ရပါတယ်ညောင်ပင်လောက်လူပြီးမှလည်းညောင်စီလောက်ပဲရသွားတတ်တယ်တရားတရားပေါ့ကုသိုလ်ကနေအကုသိုလ်မဖြစ်ဖို့အရေးကြီးပါလို့ရှင်တချို့ကတော့အကုသိုလ်ကနေကုသိုလ်ဖြစ်သွားတယ်ကုသိုလ်စိတ်ကနေအကုသိုလ်ဖြစ်သွားရင်ပစံကုန်လုံးပဲဖြစ်မယ်အားကြောင့်မို့တာဘာပဲလူပါပဲကကုသိုလ်အများဝေးပေးကြပါလို့တိတ်တွင်းရင်းဆောင်ရပါတယ်ကိုမိသားစုနဲ့ပေါ့အခုဆိုတပြီးတော့ရှေးဘွားကုဘွားယူဘွားကုပြည်သူသမကုသိုလ်လေးကုသိုလ်အများပေးပါရဲ့ဖေဟာလို့ဒီဘုရားနဲ့တကွာအားလုံးကြကြသမျှကုသိုလ်အများယူလို့မကြောက်ပါဘူးနော်တာဒုတာတပါဖေဟာဒီဘုရားနဲ့တကွာအားလုံးကြကြသမျှဖေဟာဒီဘုရားနဲ့တကွာအားလုံးကြမြအမြယူလို့မကြောက်ပါဘူးနော်တာဒုတာတပါဖေဟာကျေးဇူးတင်ပါတယ်အားလုံးလည်းနားထောင်ကြပါ